Okay အားလုံးပဲမင်္ဂလာပါ Kick Off Talk MM ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်စိုးထက်ဆန်ပါဒီနေ့မှာတော့ Premier League ပွဲစဉ်9ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea နဲ့ Sunderland အသင်းတို့ရဲ့ပွဲအကြောင်းကိုကျွန်တော်တို့ပွဲကြိုသုံးသက်ချက်လေးပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည8:00 နာရီခွဲအချိန်မှာ Chelsea အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ Stamford Bridge ပွဲမှာရှင်မြန်ကစားသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့Sunderland အသင်းကြောင့်ကျွန်တော်စပြောကြတာပေါ့ဆိုတော့ Sunderland အသင်းကဒီရာသီမှာ Premier League တင်ပြန်ပြီးတော့တန်တက်လာနိုင်တဲ့အသင်းတစ်ဖြစ်တယ်။ Sunderland ဆိုတာကျွန်တော်တို့ဘလုံးပရိသတ်တွေနဲ့အရန်ကြီးမစိမ့်တဲ့အသင်းတွေပေါ့နော် Premier League မှာနှစ်ရှည်လများသူအနေနဲ့ဆော်သွားနိုင်တယ်သူတို့ရဲ့အိမ်ကွင်းဖြစ်တဲ့ Stadium of Light ကအသင်းကြီးရဲ့အတွက်ကိုခက်ခဲဖြစ်စေလောက်တဲ့အထိသူတို့အနေနဲ့ကောင်းခဲ့တဲ့အခိုက်အတန့်တွေရှိခဲ့တယ်။အဲ့နောက်မှာတန်ဆင်းသွားပြီးတော့ဒီနှစ်မှာတော့ Premier League ကိုသူတို့တန်ပြန်တက်လာခဲ့တာဖြစ်ပါတယ်။ဆိုတော့တန်ပြန်တက်လာတဲ့အချိန်မှာလည်းသူတို့အနေနဲ့တကယ်ကိုတန်တက်အသင်းနဲ့မတူတဲ့လူအင်အားဖြစ်တင်မှုတွေသူနဲ့အများကြီးလှုပ်ထားနိုင်ခဲ့တယ် Granit Xhaka လိုမျိုး Premier League အတွေ့အကြုံရင်ကစားသမားတွေအပါအဝင်သူအနေနဲ့လူငယ်ချီတက်ကစားသမားတွေတော်တော်များများကိုလည်းသူအားဖြည့်ထားနိုင်ခဲ့တယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ပဲသူတို့အနေနဲ့အခုချိန်မှာဆိုလို့ရှိရင် Premier League မှာ10ပွဲကစားတယ်4ပွဲနိုင်2ပွဲတည်2ပွဲရှုံးရလဲနဲ့အဆင့်9နေရာမှာရပ်တည်နေတယ်ဆိုတော့တစ်ဖက်က Chelsea ပေါ့နော်ဆိုတော့ Chelsea အသင်းကရာသီအစပိုင်းမှာနည်းနည်းလေး consistency မရှိခဲ့ပေမဲ့အခုချိန်မှာတော့နောက်ပိုင်းကစားခဲ့တဲ့ပွဲစဉ်တွေအကုန်လုံးမှာသူခြေစွမ်းပြန်လဲတည်ငြိမ်လာတယ်ရလက်တွေလည်းလိုချင်တဲ့ရလက်တွေပြန်ဖြစ်လာခဲ့တယ်ရလက်ကောင်းတွေတောက်လျှောက်ရတာပေါ့နော်နောက်ဆုံးကစားခဲ့တဲ့လီဗာစတိုက်ပြိုင်ပွဲစုံအနိုင်ရရှိတာတယ် Premier League ကို Champions League ကိုတောက်လျှောက်သူနိုင်လာတယ်ပေါ့နော်ဆိုတော့သူတို့အတွက်အဓိကထိုးနှက်ချက်ဖြစ်ခဲ့တဲ့အနောက်တန်းကလည်းအခုချိန်မှာအချင်းပေါင်နဲ့ချာလိုဘာတို့က consistency မိနဲ့ပြန်လဲပြီးတော့သူတို့ထိန်းနိုင်နေပြီပေါ့နော်အဆင်ပြေလာပြီလို့ပြောလို့ရမယ်ဆိုတော့သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ Levi Colwill နဲ့ Cole Palmer တို့သာပြန်ကောင်းလာမယ်ဆိုလို့ရှိရင် Chelsea ကဒီထက်အများကြီးပို့ပြီးတော့ကောင်းတဲ့ performance တွေပို့ပြီးကောင်းတဲ့ result တွေထွက်လာဖို့ရှိတယ်ပေါ့ဗျာ Okay ဆိုတော့ဒီပွဲစဉ်ကြောင့်ပြောအောင်ဒီပွဲစဉ်မှာနှစ်သင်းစလုံးကကျွန်တော်တို့ဒီပွဲကို approach လုပ်တဲ့ပုံစံကြီးကတူမှာမဟုတ်ဘူးChelsea အသင်းကတော့ကစားကွက်အသာဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဒီပွဲစဉ်ကိုသူတို့အနေနဲ့အနိုင်ရဖို့ချဉ်ကပ်သွားမယ်တစ်ဖက်က Sunderland အသင်းကတော့ခံစစ်ကိုအဓိကထားပြီးတော့ဆော့မယ်ပြီးလို့ရှိရင် Chelsea ရဲ့အမားကိုသူတို့အနေနဲ့စောင့်ပြီးတော့ဂိုးရရှိဖို့သူတို့စူးစမ်းမယ်ပေါ့ဆိုတော့ okay ဆိုတော့ Chelsea အသင်းကအဓိကသူတို့အနေနဲ့ဒီရာသီမှာသူတို့ရဲ့အကောင်းဆုံးအပိုင်းကကွင်းလယ်ပိုင်းပေါ့နော် Enzo Fernandez နဲ့ Moises Caicedo တို့ရဲ့ကွင်းလယ်ပိုင်းကPremier League မှာတကယ်ကိုအကောင်းဆုံးမှာဆိုရဲကွင်းလေအတွဲဖက်စရင်းထဲမှာပါတယ်ဗျာဆိုတဲ့အခါကျတော့ဒီကွင်းလေကိုပဲသူတို့ကအားကိုးပြီးတော့ဘိုးရဖို့ကြိုးစားလေးရှိတယ်ဆိုတော့တစ်ဖက်က Sunderland တင်ရလဲဒီကွင်းလေကို Granit Xhaka ဥဆောင်တဲ့ကွင်းလေနဲ့ရသလောက်သူတို့ဟန်တာမယ်ပြီးရင်ခန်းစစ်ကိုသူတို့အားပြုပြီးတော့ဆော့မယ်ပြီးရင်ကောင်တာသူတို့ပြန်ဆော့သွားမယ်သဘောမှရှိရပေါ့နော်Okay ဆိုတော့ဒီပွဲစဉ်အကြောင်းကိုကျွန်တော်အနေနဲ့ရလက်ခံမှန်းရမယ်ဆိုလို့ရှိရင်တော့ Chelsea အသင်းအနေနဲ့ Sunderland အသင်းကို 2-0 ဒါမှမဟုတ်လဲ 3-1 ပေါ့နော်အဲ့လိုမျိုးရလက်နဲ့အနိုင်ရသွားလိမ့်မယ်လို့ခံမှန်းမိရပေါ့နော်ဆိုတော့ဒီလောက်ပါပဲနောက်ထပ်ကျွန်တော်တို့ပွဲချုပ်သုံးသက်ချက်တွေကိုလည်းထပ်ပြီးတင်သွားပေးပါအောင်မယ်နောက်ရက်ဒီမှာလည်းပွဲပြီးသုံးသက်ချက်တွေကိုဆက်ပြီးတင်သွားပေးအောင်ပါမလို့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်